ကောင်းတယ်လို့အတိမားနေတာလှတယ်လို့အတိမားနေတာကောင်းတယ်လို့လှတယ်လို့အတိမားနေရင်ဘာလာမလို့လိုချင်တဲ့လောဘဖြစ်မယ်ဟုတ်တယ်မလားအဲ့လိုရာမရရင်ဘာဖြစ်မလို့လိုရာမရရင်ဟုတ်လားအဲ့တော့လိုချင်တာလေးဟာဂရမတို့မကောင်းဘူးလို့သိရင်နော်မလိုချင်တော့ဘူးမကောင်းဘူးလို့သိရင်ကောင်းတယ်လို့သိနေတကယ်တော့ကောင်းတယ်မကောင်းဘူးဆိုတာကိုယ်ကိလေသာလောက်တာပါအမှန်တရားတွေကတော့ကောင်းတယ်ဆိုတာလေမကောင်းဘူးဆိုတာလေဘုရားသတ်မှတ်တာတော့ကိုယ်ကိလေသာကသတ်မှတ်တာကိုလိုချင်နေရင်ကိုနှစ်သက်နေရင်ကိုမလိုချင်လို့ကိုမနှစ်သက်တော့ဘူးဆိုရင်ကောင်းတယ်လို့အထင်ရှိလို့နှစ်သက်နေတာမကောင်းဘူးလို့အပန်သိသွားပြီဆိုရင်လိုချင်သေးလားမကောင်းဘူးလို့အမှန်သိသွားရင်လိုချင်တော့ပါဘူးတဲ့ဒါကြောင့်တရားဓမ္မတို့ကောင်းတယ်မကောင်းဘူးဆိုတာကိုယ်စိတ်ကလောက်နေတာပဲသူကလောက်နေတာတော့ဘယ်သူမှလောက်တာမဟုတ်ကိုယ်စိတ်ကလောက်တယ်ကိုနှစ်သက်နေရင်ကိုမနှစ်သက်တော့ဘူးဆိုရင်နှစ်သက်တော့ကောင်းတယ်လို့လုပ်ထားတယ်ကိုမနှစ်သက်တော့ဘူးဆိုရင်မကောင်းဘူးဆိုရင်လူတွေကလွတ်မြစ်ကြတော့တာလေကောင်းတယ်ထင်လို့သိမ့်ပိုက်တာကောင်းတယ်ထင်လို့သိမ့်စီးတာသိမ့်ပိုက်တာပဲမကောင်းဘူးလို့သိရင်လွတ်မြစ်တာဟုတ်တယ်မလားအမှန်ကတော့ကောင်းတယ်မကောင်းဘူးဆိုတာပင်ကိုကတော့အကောင်းလည်းမရှိဘူးเนาะမကောင်းလည်းမရှိဘူးသူကလုံနေတာကိုယ်စိတ်ကဆိုတာနှလုံးသွင်းကမှားနေတော့တရားဓမ္မတို့ကောင်းတယ်ဖြစ်နေတာပဲနှလုံးသွင်းမှားနေတော့အဲ့ဒါကြောင့်တရားဓမ္မတို့နှလုံးသွင်းမှန်သွားရင်ဘယ်ဟာမှအကောင်းမရှိပါဘယ်ဟာမှနှလုံးသွင်းမှန်တော့တရားဓမ္မတို့ဖြစ်တာနဲ့ပြတ်တာသိတာပေါ့နှလုံးသွင်းမှန်တော့ဘာသိတော့အဲ့တော့ကောင်းတယ်လို့သိနေတာကဘာဖြစ်နေတာလဲကောင်းတယ်လို့သိနေတာကအဲ့ဒါကြောင့်တရားဓမ္မတို့ကောင်းတယ်မကောင်းဘူးဆိုတာကိုယ်ကသတ်မှတ်တာပါပဲကိုလိုချင်နေရင်ကောင်းတာပဲကိုကမလိုချင်တော့ဘူးဆိုရင်ပင်ကိုယ်ကဖြင့်ကောင်းတာလည်းမရှိဘူးမကောင်းတာလည်းမရှိဘူးနော်ကောင်းတယ်မကောင်းဘူးဆိုတာလိုချင်ရင်မလိုချင်တော့ရင်မလိုချင်တော့ရင်လွတ်မြစ်တော့တာပဲလေဟုတ်တယ်မလားလိုချင်တော့ကောင်းနေတာကောင်းနေရင်သိသိတယ်မကောင်းဘူးလို့မြင်ရင်တော့တရားဓမ္မတော့လွတ်မြစ်တယ်ဒီလိုမဟုတ်လားအဲ့ဒါကြောင့်မကောင်းမှုကောင်းတယ်ဆိုတာပင်ကိုကတော့ကောင်းတယ်ဆိုတာလေမကောင်းဘူးဆိုတာလေသူကသတ်မှတ်တာကိုယ်ကိလေသာကသတ်မှတ်တာဟုတ်တယ်မလားကောင်းတယ်မကောင်းဘူးဆိုတာဘယ်သူကသတ်မှတ်တာတော့
အမှန်ကတော့ကောင်းတယ်ဆိုတဲ့အရာလည်းဖြစ်ပြီးရင်မကောင်းဘူးလို့ဆိုတဲ့အရာလည်းပင်ကိုယ်ကကောင်းတယ်မကောင်းတယ်ဆိုတာပင်ကိုယ်ကရှိရလားပင်ကိုယ်ကရှိတာကအဖြစ်နဲ့အဖြစ်အဲ့ဒါကိုကအဖြစ်ပြက်ကိုမမြင်တော့ကောင်းတယ်လို့မြင်တာနော်ဟုတ်တယ်မဟုတ်လားကိုကြိုက်ရင်ကောင်းတာပဲကိုကြိုက်နေရင်ကိုမကြိုက်တော့ရင်ပင်ကိုကတော့ကောင်းတာလားမရှိဘူးမကောင်းတာလည်းပင်ကိုရှိတာပါတော့ဖြစ်ပြီးရင်ပြတ်သွားတာပဲရှိတယ်ဖြစ်ပြီးရင်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ပြီးရင်ပင်ကိုအရှိကတခြားလားဖြစ်ပြက်လားအဲ့တော့ကောင်းတယ်ဆိုတာကိုနှစ်သက်နေရင်ကောင်းတာပဲကိုမနှစ်သက်တော့ရင်ကောင်းတယ်မကောင်းဘူးဆိုတာဘယ်သူကဆုံးဖြတ်တာတော့ကိုနှစ်သက်လို့ကောင်းတယ်လို့ဆုံးဖြတ်တာကိုမနှစ်သက်တော့ရင်ဟုတ်တယ်မဟုတ်လားကောင်းတယ်မကောင်းဘူးဆိုတာပင်ကိုကတော့ဖြစ်ပြီးရင်ချုပ်ပြောက်သွားတာပဲကောင်းတယ်ဆိုတာလည်းမရှိဘူးမကောင်းဘူးဆိုတာလည်းမရှိဘူးနော်ဖြစ်ပြီးရင်ဘာဖြစ်တော့ပြတ်သွားတာပဲချုပ်ပြောက်သွားတာပဲအဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာကိုကလုံနေတာကိုကိလေသာကလုံနေတာဘာလုံနေတာတော့အဲ့ဒါကြောင့်ဓမ္မတို့ကိုနှစ်သက်နေရင်ကောင်းနေတာပဲကိုမနှစ်သက်တော့ဘူးဆိုရင်ဘာလို့ကောင်းတာတော့နှစ်သက်နေရင်မျက်နှိုးနေရင်မနှစ်သက်တော့ဘူးမမျက်နှိုးတော့ဘူးဆိုရင်မကောင်းဘူးလို့ဆိုတာကိုယ်ကသတ်မှတ်တာကောင်းတယ်ဆိုတာလည်းကိုယ်ကသတ်မှတ်တာအမှန်ကတော့ကောင်းတာမကောင်းတာဆိုတာမရှိဘူးဖြစ်ပြီးရင်ဖြစ်ပြီးပြက်နေတာဒီကောင်းတယ်လို့ပြောလို့ရတယ်ဆိုးတယ်လို့ပြောလို့ရတယ်မရဘူးဖြစ်ပြီးရင်ပြက်သွားတာကောင်းတယ်ဆိုးတယ်ဆိုတာဘယ်သူကလုပ်နေတာတော့ကိုယ်အမြင်မှအတိမှနော်အတိမှကလုပ်နေတာကောင်းတယ်ဆိုတာဘယ်သူကလုပ်နေတာတော့ဆိုးတယ်ဆိုတာလေပင်ကိုကတော့ကောင်းတယ်လည်းမရှိဘူးဆိုးတာလည်းမရှိဘူးဖြစ်ပြီးရင်ပြတ်ထားကြည့်ပဲဖြစ်ပြီးရင်ပြတ်ထားကြည့်ပဲနော်ကောင်းတယ်ဆိုတာလေဆိုးတယ်ဆိုတာလေဘာလို့တော့ဖြစ်ပြီးရင်ပြတ်သွားတာပဲမို့လို့ပါအဲ့ဒါကြောင့်ကောင်းတယ်ဆိုတာလေကိုကိလေသာကကိုနှစ်သက်ရင်ကောင်းတာပဲကိုမနှစ်သက်ရင်မကောင်းဘူးလို့ဆုံးဖြတ်တာပဲပင်ကိုကကောင်းတယ်မကောင်းဘူးဆိုတာပင်ကိုကရှိရလားရှိပါဘူးပင်ကိုရှိကတခြားလားဖြစ်ပြီးပြတ်တာလားကောင်းတယ်မကောင်းဘူးဆိုတာဘယ်သူကသတ်မှတ်တာတော့ကိုကိလေသာကကိုကိလေသာဆိုတာအမြင်မှားလို့ဖြစ်လာတာပဲဟုတ်တယ်မဟုတ်လားအနိစ္စကိုနိစ္စလို့မြင်နေမြင်မှားတယ်ဟုတ်တယ်မလားဒုက္ခကိုဒုက္ခတယ်ဒုက္ခလို့မြင်အနတ္တကိုအတ္တလို့မြင်နေရင်အမြင်မှားကြောင့်ကိလေသာဖြစ်တာကိလေသာဘာကြောင့်ဖြစ်ကိလေသာကုန်တယ်ဆိုတာဘာကြောင့်ကုန်တာတော့အမြင်မှန်ရလို့ကုန်သွားတာလောဘဆိုတာကိလေသာလောဘဆိုတာလိုချင်တာလိုချင်တဲ့လောဘကိလေသာလေးဟာဒကာရမတို့ဘာဘူးလို့လိုချင်တာလို့ဆိုတော့ကောင်းတယ်လို့ထင်လို့လိုချင်တာမြဲတယ်လို့ထင်လို့လိုချင်တာ